ဆာလောင်မွတ်သိပ်မှုကိုတဏှာလို့ခေါ်တာဘာတွေကိုဆာလောင်မွတ်သိပ်နေတတ်တုံးဆိုရင်လူတွေဟာလူချင်းစရာတွေအတွက်ဆာလောင်မွတ်သိပ်နေကြတာဖြစ်တယ်ဘာဖြစ်ဖြစ်လူချင်းတယ်ကောင်းတဲ့အရာတွေလူချင်းတယ်မျက်စိနဲ့ကြည့်ပြီးတော့လဲနှစ်သက်စရာအာယုန်တွေကိုလူချင်းတယ်နားနဲ့နားထောင်ပြီးတော့လည်းပဲตายရတဲ့အတန်ကိုလူချင်းတယ်တောင်းတတယ်မွတ်သိပ်တယ်အဲ့ဒီမွတ်သိပ်မှုဆိုတာဟာပြေပြောက်သွားသလားလို့ဆိုမပြေဘူးရလို့ရှိရင်လည်းပဲနောက်ထပ်လူချင်းနေမြဲပဲဆန်းငံရည်တောက်တယ်လို့ပဲတောက်လေငတ်မပြေဆိုတာလို့တဏှာရဲ့သဘာဝတရားဟာရလေလူလေဆိုတာမျိုးပဲနော်ဘာရလူချင်းနေတော့မယ်အဲ့ဒီလူချင်းနေမှုဟာဘယ်တော့မှဆုံးမတတ်သည့်အတွက်ကြောင့်မွတ်သိပ်မှုလို့သူတို့ခေါ်တယ်ဆန်းငံရည်တောင်းပြီးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာရေတောင်းလိုက်ပြီးတော့တောက်ချင်လာတဲ့စိတ်တရားပူများလာလိုက်ဖိုက်တာကဲသွားရောဝါသွားတယ်လို့မရှိဘူးတောက်ချင်တော့မယ်ဆိုတာမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီသဘောပဲလူတွေရဲ့စိတ်ထဲမှာလိုချင်မှုမွတ်သိပ်ဆာလောင်မှုမွတ်သိပ်မှုဆိုတဲ့အရာဟာလူတွေရဲ့စိတ်ထဲမှာရှိနေတယ်အဲ့ဒီရှိနေတဲ့တဏှာဆိုတဲ့သဘာဝတရားဟာဖယ်ရှားပြစ်လို့ရနိုင်တဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့လူတိုင်းတဏှာဆိုတဲ့မွတ်သိပ်မှုမွတ်သိပ်တယ်ဆိုတာရေငတ်တာကိုပြောတာဆာလောင်တာကထမင်းစားတာကိုပြောတာအရေးကိုတောက်ချင်တာကမွတ်သိပ်တာအဖတ်စားချင်တာကဆာလောင်တာလို့စကားလုံးနှစ်ခုကွဲပြားသေးတယ်နော်စကားလုံးနှစ်ခုကွဲပြားတယ်အခုကမွတ်သိပ်တာဒီစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဆာလောင်မှုဆိုတာလေးကဗိုက်ပြည့်သွားရင်တင့်တိတ်သွားတာသိတယ်မွတ်သိပ်မှုဆိုတာတင့်တိတ်တယ်လို့သိမရှိဘူးရှည်ကငတ်မြဲပဲငတ်နေတာပဲဖြစ်တယ်နော်ရှည်ကငတ်မြဲပဲငတ်နေတာအဲ့ဒါမျိုးကိုပိပါတာလို့ခေါ်တယ်ပါဠိမှာပိပါတာဆိုတဲ့စကားလုံးကပါတုံအိဋ္ဌာပိပါတာတောက်ချင်နေတော့မယ်ဘလောက်ပဲတောက်အားရတယ်လို့မရှိဘူးတောက်ချင်နေတော့မယ်ဆိုတဲ့ဟာမျိုးအဲ့ဒါကြောင့်မို့လို့တဏှာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုမွတ်သိပ်မှုဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားဟောတာဖြစ်တယ်အဲ့ဒီတဏှာကိုပဲပောနုဘဝိကာလူတွေဟာဘဝတစ်ခုနဲ့ကျင့်တတ်သလားဆိုမကျင့်တတ်ဘူးနောက်ဘဝတစ်ခုလိုချင်တယ်အကောင်းကိုအမြဲတမ်းမျှော်လင့်တယ်ကုသိုလ်ကောင်းမှုလုပ်ပြီးပြန်လို့ရှင်တယ်ဒီဘဝရဲ့ကောင်းတဲ့ဘဝလေးလူချင်းနေပြန်နော်အဲ့ဒီဘဝရောက်ရင်လည်းပဲအဲ့ဒီဘဝရဲ့ကောင်းတာလေးလူချင်းအောင်မှာပဲအဲ့တော့ဘယ်ဘဝမှာဆုံးသတ်မယ်လဲဆိုတဲ့ဆုံးမှာဘယ်ဘဝမှာအဆုံးသတ်မှာမဟုတ်ဘူးရှားသမျှတွေမှာလည်းပဲကောင်းတဲ့ကိုမျောနေနှုံးမဲ့ရှိတယ်ဥပမာဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်မြင်းနှကောင်ရဲ့ပုံဝတ္ထုသဘောမျိုးပေါ့ဟိုဘက်ခြံနဲ့ဒီဘက်ခြံစီယိုချထားတယ်သို့တော့ဟိုဘက်ခြံကလည်းမျက်စင်းချင်းမျက်ခင်းရှိတယ်ဒီဘက်ခြံမှာလည်းမျက်ခင်းရှိတယ်မြင်းနှကောင်ဟာကိုယ်ခင်းနဲ့ကိုရထားတဲ့မျက်ကိုမစားနိုင်ပဲနဲ့ဟိုဘက်ခြံကိုမျောကြည့်နေတယ်ဒီဘက်ခြံကမြင်းကလည်းဟိုဘက်ခြံကိုကြည့်တယ်ဟိုဘက်ခြံကမြင်းကလည်းဒီဘက်ခြံကိုလှမ်းကြည့်တယ်လှမ်းကြည့်ပြီးတော့သူတို့ရင်ထဲမှာဘာဖြစ်နေတယ်လဲဆိုရင်ဟိုဘက်ခြံကမြက်ကပူစိမ့်နေဆိုဖြစ်နေတော့နော်ကိုရထားတဲ့မြက်ကတိတ်မစိမ့်ဘူးဟိုဘက်ခြံကမြက်ကပူစိမ့်နေဆိုပြီးအဲ့ဒါကိုမျောလင်းတာအဲ့ဒီတဏှာရဲ့သဘောတရားကလူတစ်ယောက်ကိုပစ္စည်းဝေတဲ့အခါမှာသူရတာနဲ့ငါရတာသူရလိုက်တာကိုလည်းကြည့်လိုက်တယ်ကိုရတာကိုလည်းကြည့်လိုက်တယ်အဲ့ဒါလိုကြည့်လိုက်တဲ့အခါမှာသူဟာကကြီးတယ်ငါဟာကသေးနေတယ်သူဟာကပိုကောင်းတယ်ငါဟာကညံ့နေတယ်လို့အဲ့လိုထင်တတ်တယ်ပေါ့တဏှာရဲ့သဘောတရားတွေကအဲ့တိုင်းပဲနော်တူတူဝေထားတာဖြစ်တော့လည်းပဲသူဟာလေးကမြတ်ပိုကောင်းမလားဆိုတဲ့အတွေးလေးဝင်လာတတ်တယ်
အဲ့ဒါတဏှာရဲ့သဘောပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီတဏှာဆိုတဲ့လိုချင်လောဘဟာဘယ်တော့မှအဆုံးသတ်တာမဟုတ်ဘူးရလေလိုလေဥဒစေဆိုတဲ့ဗမာစကားပုံအတိုင်းပဲလိုချင်မှုဟာဘယ်တော့မှအဆုံးမသတ်ဘူးလို့ဒီလိုဆိုတယ်အဲ့ဒါကြောင့်မို့ဓမ္မစကြာတရားဟောတဲ့အခါမှာမြတ်စွာဘုရားကဒုက္ခသမုဒယောဆိုပြီးပြဿနာတွေပေါ်လာတာလူဘဝတရားတွေရဲ့ဘဝမှာပြဿနာဖြစ်နေတာဟာဒီဒုက္ခအခြေခံပဲလို့ဆိုလို့တယ်ဒီဒုက္ခအခြေခံဖြစ်လာတာတဏှာဟာအခြေခံတရားပဲဒုက္ခအလုံးရဲ့အခြေခံဟာတဏှာပဲလို့ဒီလိုဟောတာဖြစ်တယ်ပေါ့နော်ဒါအလေးနဲ့စဉ်းစားကြည့်လို့ရှိရင်တည်တည်ချာချာဒီထင်ရှားပေါ်လွင်လာနိုင်တယ်ပေါ့ဒါကိုပြောတာယာယံတဏှာပုဏ္ဏဘဝိကနန္ဒီရာဂသဟကတာကြိုက်တယ်ဆွဲလန်းတယ်နန္ဒီဆိုတာကြိုက်တာရာဂဆိုတာဆွဲလန်းတာနော်ကြိုက်ပြီးရင်ဆွဲလန်းတယ်ဒါသူ့ရဲ့သဘောတွေကြီးပဲကောနန္ဒီရာဂသဟကတာကြိုက်နေတဲ့တယ်ဆိုတဲ့သဘောဆွဲလန်းတယ်ဆိုတဲ့သဘောနဲ့ရှင်တွဲပြီးတော့နေတဲ့တတ္တရာဘိနန္တိနေထိုးထိုးအာယုံပေါ်မှာပြောင်းရွှေ့လူတဲ့ဆန္ဒအများတန်းရှိတယ်ကြည့်ဟိုဘဲခြံကမြက်ကပူစိမ့်တယ်ဆိုတာကိုရထားတဲ့ခြံကမြက်ကိုတော့သိမစိမ့်ဘူးလို့ထင်တယ်ဟိုဘဲခြံမြက်ကပူစိမ့်တယ်သူရထားတာကပူကြီးတယ်ပူကောင်းတယ်ငါရထားတာကညံ့တယ်လို့အများတန်းအထင်ရောက်စေတာတတ္တရာဘိနန္တိနေလို့ဒီလိုခေါ်တယ်နော်အဲ့ဒါတဏှာရဲ့သဘောတရားတွေပဲအဲ့တော့ကိုယ်တဏ္ဍမှာဒီတဏှာရဲ့သဘောတရားတွေကိုသိရှိအောင်အာယုစိုက်ပြီးတော့ဆင်ញင်သုံးသပ်ရမှာဖြစ်တယ်အဲ့ဒီတဏှာကိုမျိုးစားခွဲလိုက်တဲ့အခါ